ကြားလဲတွေကိုသေကစားပြီးတော့အမှတ်ခွဲယူသွားနိုင်တဲ့လာအိုတဲ့အင်ဒိုနီးရှားနိုင်ငံကနေအင်ရှင်ပြည်လက်ခံကျင်းပနေတဲ့ USAC ခေါ်အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအုပ်စု B ရဲ့ပွဲစဉ်တစ်ပွဲအနေနဲ့ဧပြီလ12ရက်နေ့ညပိုင်းကလာအိုအသင်းနဲ့မြန်မာအသင်းတို့ရှင်ပြိုင်ကစားတဲ့ပွဲစဉ်မှာတော့လာအိုအသင်းကမြန်မာအသင်းရဲ့တိုက်စစ်ကိုအကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပြီးပွဲပြီးဆုံးချိန်မှာသေတမတ်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။မြန်မာအသင်းရဲ့နီးပြချုပ်ဦးကျော်စရာကတော့လာအိုအသင်းနဲ့ရှင်ပြိုင်ကစားခဲ့တဲ့အဖွင့်ပွဲစဉ်မှာရက်လက်ကောင်းတွေရရှိစေဖို့အတွက်အောင်တီဟလင်းရောင်ဒီဝေယံစမ်းမြတ်မင်းဝင်းစော်ထက်ဝင်ရန်အစရှိတဲ့အဓိကကစားသမားတွေကိုအခြေခံပြီးပွဲထွက်လူစင်းမှာထည့်သွင်းအသုံးပြုလာခဲ့ပါတယ်။ဒါကြောင့်လည်းပွဲစားမှာမြန်မာအသင်းကလာအိုအသင်းကိုကစားကွက်သားခြေစွမ်းမိုင်းတာနဲ့ဖိအားပေးကစားနိုင်ခဲ့သလိုဂိုးပေါက်ချိန်ချောက်မှုတချို့ကိုလည်းစက်တိုက်ပြုလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လာအိုအသင်းကတော့မြန်မာအသင်းရဲ့ဂိုးပေါက်ချိန်ချောက်မှုတွေကိုအကောင်းဆုံးထိန်းချုပ်နိုင်ဖို့အတွက်ခံစစ်ပိုင်းကိုကြီးလေးနဲ့အကောင်းဆုံးပုံစံတစ်ခုနဲ့ရှင်ပြိုင်ကစားနိုင်ခဲ့တာကြောင့်မြန်မာအသင်းရဲ့တိုက်စစ်ပိုင်းကရုန်းကန်ခဲ့ရသလိုရရှိလာတဲ့အခွင့်အရေးတွေကိုလည်းမြန်မာအသင်းကအကောင်းဆုံးသုံးချနိုင်ခြင်းမရှိခဲ့တာကြောင့်ပထမပိုင်းပြီးဆုံးချိန်မှာတော့ဂိုးမရှိသေးရလက်နဲ့သာထွက်ပေါ်ခဲ့ရပါတယ်။ဒုတိယပိုင်းမှာလည်းမြန်မာအသင်းကလိုအပ်နေတဲ့သွင်းဂိုးတွေကိုရရှိစေဖို့အတွက်ဘောလုံးပိုင်ဆိုင်မှုသားနဲ့ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ပေမဲ့လာအိုအသင်းကတော့ပထမပိုင်းကထက်တသိန်းလုံးနီးပါးခံစစ်ပိတ်ကစားခဲ့တာကြောင့်မြန်မာအသင်းရဲ့တိုက်စစ်ကစားသမားတွေအနေနဲ့ပိုမိုရုန်းကန်ခဲ့ရပါတယ်။ပွဲကစားချိန်ကြာမြင့်လာတာနဲ့မြန်မာအသင်းရဲ့တိုက်စစ်ကစားသမားတွေအနေနဲ့စွမ်းဆောင်ရည်တိတိတသာကျဆင်းသွားတာကြောင့်ဒုတိယပိုင်းရဲ့လက်ကျန်မိနစ်တွေမှာတော့မြန်မာအသင်းရဲ့တိုက်စစ်ကိုလာအိုအသင်းကအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တဲ့အတွက်ပွဲပြီးဆုံးချိန်မှာမြန်မာအသင်းနဲ့လာအိုအသင်းတို့ဟာဂိုးမရှိသေးရလက်နဲ့သာကျင်းနဲ့ခဲ့ရတာဖြစ်ပါတယ်။လာအိုအသင်းကိုသေရလက်ထွက်ပေါ်အောင်သာကစားနိုင်ခဲ့တဲ့ပွဲစဉ်မှာမြန်မာအသင်းဟာပြိုင်ဘက်လာအိုအသင်းကိုဖိအားပေးကစားရုံတသက်သာရှိခဲ့ပြီးထိရောက်တဲ့ဂိုးပေါက်ချိန်ချောက်မှုတွေကိုမပြုလုပ်နိုင်တာကလည်းမြန်မာအသင်းရဲ့တိုက်စစ်ပိုင်းအားနည်းနေမှုကိုအတိအသာပေါ်လွင်စေတာဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာအသင်းအနေနဲ့လက်ကျန်ပွဲစဉ်နှစ်ပွဲမှာအသင်းရဲ့တိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်ဖို့ကတော့လိုအပ်နေလျက်ရှိပါတယ်။2026 USAC အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအုပ်စု B ရဲ့ပထမပွဲစဉ်မှာလာအိုအသင်းကိုသေရလက်ထွက်ပေါ်အောင်ကစားနိုင်ခဲ့တဲ့မြန်မာအသင်းဟာလာမယ့်မေလ15ရက်နေ့မှာတော့အုပ်စုဒုတိယပွဲစဉ်အနေနဲ့ထိုင်းသင်းနဲ့ဆက်လက်ရှင်ပြိုင်ကစားသွားရမှာဖြစ်ပြီးထိုင်းသင်းကိုအနိုင်ကစားနိုင်မှသာအုပ်စုစင်းကနေတက်လှမ်းနိုင်ဖို့မျှော်လင့်ခွင့်ရှိမှာဖြစ်ပါတယ်။